လို့ဖုတ်ခဲ့တဲ့ဒီအောင်စီတိုင်းမှာလို့ဒီချက်ဆက်ဆက်ဒီမိုဒီကိုချီမာရဲအတဘဒူလေးကြည့်ချက်ဆက်အဲ့ဒါဘဒူလေးကြည့်ချက်ဆက်သူ့အတန်လေးတော့ထောင်းလိုက်ဆက်ကျွန်တော်တို့ဗမာပြည်မှာပေါ်ခဲ့တဲ့နိုင်ငံရေးဖွဲ့တွေကျွန်တော်တို့ဗမာပြည်မှာပေါ်ခဲ့တဲ့နိုင်ငံရေးခေါင်းဆောင်တွေအားလုံးကိုတယောက်စီခင်ဗျားတို့စိတ်ကူးတယ်မဲ့ပါတိကဆင်ပြီးစဉ်းစားကြည့်သမ်းပါဘယ်လိုလူသားတွေလဲဘယ်လိုဖွဲ့လဲဆိုတာခင်ဗျားတို့အဲ့ဒီခါမှာပြည်ထွက်လာကျွန်တော်တို့ခုနစီမံကိန်းအမျိုးမျိုးနဲ့တောက်တောင်မှအနည်း20လောက်ကျွန်တော်တို့တကားရိုင်းမလို့ပြောတကားရိုင်းပြောတယ်ဆိုတာကဒီတကားနဲ့ရိုင်းပြောမှလူတွေကမှတ်ပြီတကားရိုင်းဆိုရင်တော့ဘူးပြေအောင်ကြိုးစားနိုင်မှဆုံးနိုင်မှအဲ့ဒါအတော့ကိုကုန်းလုံနိုင်မှကျုံလုံနိုင်မှအနည်း20လောက်ရှိတဲ့အခါကျမှတော်ကာကြတယ်တခြားနိုင်ငံတွေကခြိလန်းတလန်းလိုက်တခြားလက်တဲ့နိုင်ငံတွေကခြိလန်းတလန်းလိုက်ကျုပ်တို့ကခြိလန်း50လမ်းလိုက်နိုင်မှအဲဒီလိုလိုက်နိုင်တဲ့အခါကျမှနောက်10နှစ်အနည်း20တန်းအားဖြင့်အဲလိုတန်းတူဒီဖြစ်သွားတယ်တန်းတူညီတူမဖြစ်တဲ့ကာလပတ်လို့ဒီတိုင်းပြည်ကြီးကလွတ်လပ်တဲ့ဆိုပေမဲ့ဘုလူလည်းပဲမြင်ရတဲ့အခါနဲ့ကြိုသေးရဒီလူမြင်လည်းမြင်ရတဲ့အခါနဲ့ကြိုသေးရအားတဲ့လိုနိုင်ငံမျိုးဖြစ်နေပါပဲသာခင်ဗျားတို့အသိဉာဏ်ကောင်းတယ်စီလုံးညီညွတ်ရေးအတွက်တက်တည်နေတယ်စီရင်သူရှိလေသူစကားနာထောင်စေချစ်တဲ့တော့အောင်စေဘာကတည်တယ်ဘုချအောင်စေဒီကောင်စီပါကြီးဘုချအောင်စေဘုချရဲ့ဒုပညာနဲ့ကိုပြည့်တယ်နာထောင်ချစေနာထောင်ကြည့်စေဘာကြီးဘုချမချရဲ့စကားချရဲ့နာထောင်ကြည့်စေတိုင်းရနာချင်းချင်းညီညွတ်ရေးတိုင်းရနာလူထုညီညွတ်ရေးသာပါသမားတွေညီညွတ်တာတော့မလို့ချင်ပါဘူးတိုင်းရနာချင်းချင်းညီညွတ်ရေးတိုင်းလူပြည်သားလူထုညီညွတ်ရေးအဲဒီညီညွတ်ရေးနှစ်ခုမရှိသမျှကလည်းပတ်လို့ဒီတိုင်းပြည်လွတ်လပ်ပြီးလွတ်လပ်ရတော့လည်းပဲဘယ်သာပြီးတဲ့ဘယ်ဆိုရလို့ဟာတဲ့တိုင်းပြည်ဖြစ်နေပါတော့ကျွန်တော်ပြောချင်နိုင်ငံရေးဘက်ကကျွန်တော်တို့အေးနေပြီးတော့ကဟုတ်တယ်နေရာမဲ့သူတဲ့ပူတဲ့ဘက်ကတော့ဟုတ်ပိုးလာလို့တော့ဖြစ်နေပါတယ်လို့ကျွန်တော်ပြောခဲ့အဲဒီတော့ကအဲဒီလိုမဟုတ်တဲ့နေရာမဲ့သူပူတောင်းချမှုတွေကိုဗမာပြည်ချစ်တဲ့လူတွေမှန်လားဘိုင်းဝုန်းနေနေကိုတို့ရဲ့ဘသူကမှအားပေးဖို့မလိုဘူးလွတ်လပ်ရေးအရတော့ခံစားခြင်းနဲ့စံစားခြင်းနဲ့သူတို့ခြင်းလည်းပဲအလုံးလောက်ကြဖို့ဒီကံစီကြဖို့အခုနယ်ကလေးကခင်ဗျားတို့ကိုခင်ဗျားတို့အကျင့်တိုးတယ်အကျင့်ဟောင်းတယ်လားတောက်ကျင့်နေကျင့်ကြဖို့လိုပြီဆိုတာကျွန်တော်ကလေးပြောခဲ့တယ်ချစ်တဲ့နာကိုပြမဖေတော့ကမမညို့တော့ပဲမနှွေးတော့ပဲရေတော်ကြီးအဖဖို့ချုံအောင်စဲသူအတန်ချကစားစိတ်တတ်တည်ရင်လို့ဒီညာညာဘောလုံးကြည့်လို့ကိုယူတွေ့ရခုsay all away လွတ်လပ်ရေးဖ
တော်စုရဲ့ကျေးဇူးရှင်ဘလောက်ပဲဖြောက်ဖြောက်မပြောက်ခဲ့တဲ့နိုင်ငံအမျိုးသားခေါင်းဆောင်ကြီးတိုင်းပြည်နဲ့လူမျိုးအတွက်တကယ့်ကိုမစားဘဲနဲ့စွန့်သွားခဲ့တဲ့ရှာရှာပါပါပုဂ္ဂိုလ်တယောက်ဒီမြေဒီရေဒီမြေပေါ်မှာနေထိုင်ကြတဲ့သူမှန်သမျှဘုကျုပ်ရဲ့ကျေးဇူးကင်းသူတယောက်မှမရှိဘဝမှာတစ်သက်လုံးရှိသမျှအချိန်အကုန်လုံးကိုတိုင်းပြည်နဲ့လူမျိုးအတွက်ကလွဲလို့ဘာမှအသုံးချမတော်ခဲ့သူနောက်ထပ်အစားတစ်ယောက်ထက်ရဖို့တိတ်ခက်ပြီးတန်ဖိုးကြီးလွန်းနေကျွန်တော်တို့ရှင်တွေကဘတော်မှမမိနိုင်တဲ့ဖေပိုချုပ်ကိုလှိုက်လေးလေးဂုံပြုလိုက်ကြရအောင်လားခင်ဗျာသူကိုအပ်ပေးလို့တော့ပါဝင်မလေးဓာတို့ပြေဓာတို့ရေတို့ပိုင်နေလေတို့ရေတို့ရေအကျိုးကိုမြင်ရစွာတို့ရေခံဆောင်ပါစို့လေတို့တော်မေအဖို့ကျေးဇူးတင်ပါတယ်ခင်ဗျာဘမလွတ်လည်ရေးတွေတမတော်ဖွင့်ဖို့စပယ်ပြီးမခွင်တကယ်ပဲအတနဲ့လေလို့စီရဒုက္ခခံကချင်စီတဲ့သူရင်ကောင်းနေပူအောင်ဆန်းလေအာစာမိရဲ့ဘမလွတ်လည်ရေးတွေတမတော်ဖွင့်ဖို့စပယ်ပြီးမခွင်တကယ်ပဲအတနဲ့လေလို့စီရဒုက္ခခံကချင်စီတဲ့သူရဲ့ကောင်းနေပူအောင်ဆန်းနေအာစာမိရဲ့ငါတို့ဗမာပြည်ဝမ်းမိဘတိုင်းကကိုယ်ပူအောင်ဆန်းလို့သူရဲ့ကောင်းနေမွေးရမယ်ငါတို့ဗမာပြည်မိဘအပေါင်းတို့ကကိုယ်အာစာနီစစ်တွေရှိဖို့မွေးရမယ်အော်ဘယ်နောင်နေရာစာတည်းတို့လုံးမင်းရဲ့ကြောစာဗမာပေါ်ဆောင်အလုံးဖျားတို့လူကွယ်ဗမာတိုင်းဗမာမျိုးအကူလောက်ပြီးမကြောက်တဲ့မယုံနဲ့ဗမာရီအောင်မစကြဆလီရဲရာဆဝေတော့ပါတီလဲရှိရမယ်စဝေတော့ပါတီလဲရှိရမယ်မောကုလေတို့လောက်တဲ့မြင့်မြတ်တဲ့ဘုအောင်စားရဲ့တိုက်ပြီးချိုးဆိုခဲ့တဲ့မြတ်စာနီတွေလွတ်လပ်ဖို့ကြောက်တို့ကိုကျွန်းတွင်မှာကဲ
တို့ဗမာရီဆုံးမဖို့မျိုးချဆလို့ပေါ်လာတယ်ဗမာနိုင်ငံထူထောင်ရဲ့နေမျိုးရိုးမတိမ်အောင်ကျန်းဆောင်လေးတွေနေမျိုးသားကြီးဗမာပြည်လည်းယုံဗမာနိုင်ငံလုံးထင်ပေါ်စီတဲ့စိတ်အားတမ်းမငူမလျှော့ရငါတို့လူမျိုးတကောရှိဖို့သူရဲ့ကောင်းတွေစုံညီတယ်တကယ်ပဲတို့ဘာလူလာစိုးတတိရစဝေပြောင်းတယ်တာကောင်းများလူဆိုရလောက်ပေးတယ်ဥရတင်စီဝဲဗမာသူရဲ့ကောင်းပေါင်းတွေရှေ့ရစဝေတော့ပါတီလည်းရှိရမယ်စဝီတော့ပတိလေးရှိရမယ်မော်ဘူးလေးရောတဲ့ရင်းတဲ့ဘူမဆိုင်တိုက်ပြီးကျဆွခဲ့တဲ့မြာစာရင်းတွေလွတ်လပ်ဖို့တို့များကိုကျွန်းတွင်မှာကဲတို့ဗမာရီစုံမမျိုးချရှာလို့ဘောလာအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျေးဇူးသိရှိဘဝမှာချင်းချက်မရှိလေးစားရတဲ့မြို့သားကောင်းဆောင်ကြီးရဲ့ဇာတိဘာမှတိုက်တာအဆောက်အဦကြီးတွေနဲ့တခြားဖွံ့ဖြိုးမှုတွေအများကြီးမလုံဒီမြေမှာတဲလေးတစ်လုံးစောက်ထားတော့အလိုလိုချက်တည်ရှိပါတယ်တန်ဖိုးကြီးပါတယ်ဘယ်ရလဲလို့မေးနမကလို့ဘိုးချုပ်မွေးတဲ့မျိုးရလို့တခွန်းပြောတာနဲ့တင်တဲကလေးတစ်လုံးကလည်းတိုက်ကြီးတဲ့ချက်တည်ရှိတယ်ရုပ်တွေအများကြီးချောပြီးလှเสียမလို့နမောက်သူနမောက်သားလို့ပြောခွင့်ရတာတခုတည်းနဲ့တင်အားလုံးရဲ့ချက်တည်အလိုလိုရှိလာတယ်။ဘာကြောင့်လဲ။ဘိုလ်ချုပ်ရဲ့တိုင်းပြည်အတွက်စွန့်ပေးခဲ့တဲ့သစ္စာကျေးဇူးနိုင်ငံပေါ်ထားတဲ့ဖြူစင်ရိုးသားမှုတန်ဖိုးတွေဟာကဘာတီသည်ဖြင့်လူသားရှိသည်ဖြင့်မြန်မာပြည်ရှိနေသည်ဖြင့်မြန်မာလူမျိုးရှိနေသည်ဖြင့်ဂုံကျက်သည်တွေထုံမွန်ပြီးဘယ်တော့မှမပြတ်ပြဲတဲ့အလှတရားတွေရှိနေမှာပါ